Israel ကနေပြန်လည်လွတ်မြောက်လာတဲ့ Palestine တစားကန်တွေကိုမိသားစုဝင်တွေကချူချူနေကြတာဖြစ်ပါတယ်။တဲ့20ကြာမတရားထိမ့်သိမ်းခံရတဲ့ Palestine အမျိုးသားဟာတမီးဖြစ်သူကိုပထမဦးဆုံးအချိန်ပြန်တွေ့တာပါ။ Hamas နဲ့အပြစ်ရဲ့ရေးသဘောတူညီချက်အဖြစ် Israel ဟာသူတို့ဖမ်းဆီးထားတဲ့ Palestine တစားကန်2000လောက်ကိုအောက်တိုဘာ23ရက်နေ့မှာလွှတ်ပေးခဲ့ပါတယ်။အဲ့ဒီအထက်က200လောက်ဟာရာဇဝတ်မှုကျူးလွန်မှုကြောင့်ဖမ်းဆီးထိန်းသိမ်းခံရသူတွေဖြစ်ပါတယ်။ကျန်တဲ့သူတွေကတော့တစားကန်ဖြစ် Israel ကဖမ်းဆီးထားသူတွေပါ။ပြန်လည်လွတ်မြောက်လာတဲ့ဒီအမျိုးသားဟာသူ့ရဲ့ဇနီးနဲ့သားသမီးတွေကိုမတွေ့ရတော့ပါဘူး။ပြီးခဲ့တဲ့သတင်းပတ်အနှဲငယ်ကပဲ Israel ကတပ်ဖြတ်လိုက်လို့ဖြစ်ပါတယ်။ Israel လက်ထဲမှာ Palestine တစားကန်စုစုပေါင်း11,000လောက်ကျန်ရှိနေပါသေးတယ်။အခုလွတ်မြောက်လာသူတွေထဲမှာဆယ်စုနှစ်ကြီးဖမ်းဆီးထိန်းသိမ်းခံထားရသူတွေလည်းပါဝင်ပါတယ်။ဒီတဲ့154ဦးကို Israel ကနန်းနန်းတန်းပေးလိုက်တာကြောင့် Palestine မှာနေခွင့်ရတော့မှာမဟုတ်ပါဘူး။တချို့ကတော့ Hamas က Israel တစားကန်တွေကိုဖမ်းဆီးပြီးအလဲအလဲမလုပ်ရင်ဘယ်တော့မှလွတ်မလာနိုင်တဲ့သူတွေဖြစ်ပါတယ်။ Israel လက်ထဲမှာ Palestine တစားကန်နောက်ထပ်11,000လောက်ကျန်ရှိနေပါတယ်။အဲဒီထက်ကအများစုကတရားစွဲဆိုမှုမခံရဘဲဒီတိုင်းဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ထောင်ထဲမှာကြံနေတဲ့လူငယ်တွေအတွက်ဆူတောင်းပေးဖို့ကျွန်တော်တောင်းဆိုပါတယ်။သူတို့တွေမောပတ်နေကြပြီးဒုက္ခရောက်နေကြပြီးထောင်ထဲကအခြေအနေတွေကတော်တော်ဆိုးပါတယ်။ကျေးဇူးပြုပြီးဆူတောင်းပေးကြပါ။ Like and share လေးနဲ့ကူညီပေးနိုင်ပါတယ်ရှင်။